အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ True Speaker ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တော်လန်ရေးနဲ့ပတ်သက်လို့တက်မဟာ9စေမှုတစ်ယောက်နဲ့ဆွေးနွေးထားတဲ့ video file လေးကိုတစ်လုံးပဲကျွန်တော်နဲ့အတူတူနားဆင်ကြည့်လိုက်ရအောင်အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်ပထမဦးစွာပြောချင်တာကတစ်လုံးနေတဲ့ကျွန်တော်တို့တော်လန်ရေးနဲ့ပတ်သက်တဲ့မှတ်စု video လေးတွေကလိုအပ်တဲ့နေရာလေးတွေမှာကျွန်တော်တို့ဖြည့်တင်းနိုင်အောင်လို့သာလျင်ထောက်ပြပြောဆိုခြင်းဖြစ်ပါတယ်လို့ကျွန်တော်ဒီနားနေပြီးတော့ပြောချင်ပါတယ်တော်လန်နေတဲ့ကျွန်တော်တို့ပြည်သူတွေနဲ့တော်လန်နေတဲ့ရဲဘော်တွေအားလုံးကိုလည်းဒီနားနေဂါရဝပြုပါတယ်အဲ့တော့ကျွန်တော်တို့ video လေးကိုစလိုက်ရအောင်ဒီနေ့လေ17နာရီကကျွန်တော်တို့ကော့ဂရိတ်ကအောက်ဖို့တဲ့ဆိုတဲ့နေရာကိုစစ်ကောင်စီကပုံကျဲသွားတယ်နော်ဒါဒီနေ့မှကျဲတာမဟုတ်နေ့တိုင်းကျဲနေတာနေ့တိုင်းဖြစ်နေတာဒါပေမဲ့ဒီနေ့မှာဆူဆူဝါထိခိုက်ဒဏ်ရာရတာတွေတော်တော်များသွားတယ်နော်အဲ့တော့ပြန်ပြီးတော့ထောက်ပြပြီးကြည့်မယ်ဆိုလို့ရှိရင်သူတို့ကကျွန်တော်တို့ရဲ့ယုံကြည်မှုလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ပြီးတော်လှန်နေတဲ့ရဲဘော်တွေယုံကြည်မှုကိုလိုချင်လို့ရှိရင်သူတို့ထိရောက် project တစ်ခုဆိုတစ်ခုကိုရုပ်ဆောင်နိုင်ရမယ်ဗျာဥပမာဘာပေးမှလဲကြည်ပေးမှလားရိတ်ခါပေးမှလားစေဝါပေးမှလားကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ပြောစေမှုကျွန်တော်တို့ရှိမှာ MG ကချပေးထားတဲ့စေပစ္စည်းတစ်ခုမှမရှိဘူးကျွန်တော်ရှိမှာကျွန်တော်တာဝန်ထမ်းဆောင်တဲ့နေရာမှာနော် MG ကလာပြီးပေးထားတဲ့ပါစီတမိုးကတမိုးတောင်မရှိဘူးဗျာရှင်းပြောတာကျန်တာဆိုရင်တော့ပြောမနေနဲ့တော့နော်ဘယ်ခန္ဓာကိုသူတို့ထောက်ပံ့ပြီးတော့ဟိုဖြစ်မှာဟိုတနေ့ကဆိုသူတို့တင်တယ်ဗျာသူတို့ရတဲ့ဗန်နာငွေ95ရာခိုင်နှုန်းကိုသူတို့ကတော်လိုင်းအဖွဲ့အစည်းတွေမှာပဲ PDF တက်ရင်တွေမှာပဲအသုံးချပါတယ်ဆိုတာဘယ်အထောက်ထားဘယ်တက်တည်နဲ့ပြောတာလဲကျွန်တော်တို့မသိဘူးကျွန်တော်တို့လုပ်ခဲ့တဲ့ကျွန်တော်ဆိုရင်တနေရာတဒေသမှာပဲတော်လိုင်းကိုဆွဆွမြဲလုပ်တာအခုပြောနေတာကတော့ဒေါနရဲဘော်သူကတော့ကျွန်တော်တို့လက်ရှိတက်မဟာ9မှာတာဝန်ထမ်းဆောင်နေတဲ့စေမှုတစ်ယောက်ဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ရင်ထဲကခန်းစားချက်တွေကိုလည်းဒါထုတ်ဖော်ပြောကြားတဲ့ဖြစ်တဲ့အတွက်နဲ့ကျွန်တော်တို့တော်လန်ပြည်သူတွေကလည်းနားလည်ပေးဖို့ပြောဆိုခြင်းနဲ့တစ်ဖက်ကလည်းကျွန်တော်တို့ဒီလိုဗီဒီယိုဖိုင်လေးတွေလောက်ရတာဒီတော်လန်အစိုးရ UNG အနေနဲ့ကလစ်ဟာနေတဲ့နေရာလေးတွေမှာဖြည့်တင်းနိုင်အောင်လို့သာလျှင်ကျွန်တော်တို့မိမောင်းထုတ်ပြခြင်းဖြစ်ပါတယ်လက်ရှိအခြေအနေမှာဒေါနရဲဘော်ရဲ့ပြောကြားချက်အရဆိုရင်တော့ UNG အစိုးရဘက်ကကိုကြီးထောက်ပံ့မှုတွေကလုံးဝကိုမရောက်ရှိသေးတဲ့ပုံစံဖြစ်နေပါတယ်အဲ့တော့ဒါကတော့တက်မဟာ9ရဲ့စေမှုဒေါနရဲဘော်ပြောကြားတဲ့အတန်ဖိုင်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဆက်လက်နားဆင်လိုက်ရအောင်ကော့ဂရိတ်မှာပဲကျွန်တော်တို့စရဲကလုတ်ခဲ့တဲ့လူဒီကိကစတိုက်ပွဲဖြစ်တော့ကော့ဂရိတ်မှာကျွန်တော်တို့ပြန်ပြီးတော့နေရာဆုံးပြန်ယူပြီးကျွန်တော်တို့ပြန်လုတ်ခဲ့တာဒီကိကမှာဘယ်လိုမှနေလို့မရတော့လို့နော်အဲ့အချိန်ကနေဒီအချိန်အထိကိုကျွန်တော်ခုနကပြောတဲ့ project တွေသူတို့လုတ်ခဲ့ရတယ်အများကြီးပဲဗျာဟုတ်လားအဲ့ဒီတိတာထင်ရှားဆုံး project က Dragon Fly မလေးရပြီအဲ့ဘက်တွေအကုန်လုံးက၄ကိကဝေါ်လီဖလူးကြောက်ခက်ဖျားသုံးစုတောင်ကြရင်စိတ်ကြီးအကုန်လုံးကကျွန်တော်တို့နေမြည်တွေပဲနော်အခုဒီဘက်မှာဆိုလို့ရှိရင်လည်းမြောက်ရီကော့ဂရိတ်ကလွဲယူပေါ့နော်ကော့ဂရိတ်ကတော့အခုလုံနေတုံတို့ကော့ဂရိတ်ကိုလုံနေတယ်ဒီတောင်ဟာခွန်အားစခန်းတွေတော်တော်များများနယ်စပ်စခန်းတွေတော်တော်များများကျွန်တော်တို့ကိုတိမ်ပြီးသွားတယ်တော့တောင်ဟာ6တောင်ဟာခွန်အားနေဟာတွေနော်ဟိုတောင်ဟာ4ဆိုရင်တီခီလိုဗျူဟာစခန်းတွေကအစကျွန်တော်တို့အကုန်ပြန်သိမ်းထားတာရှိတယ်အဲ့တော့ခုနကပြောချင်တဲ့ဟာဘာမှလဲထောက်ပံ့ဖို့ Dragon Fly မှာကျွန်တော်တို့ဘယ်ဟာတွေရယူကျွန်တော်တို့ဘာကိုပြစ်ချရမှာလဲကျွန်တော်တို့ဒုက္ခအပေးဆုံးကကျွန်တော်ပြောတယ်ဂျမ်ဘာတွေကျွန်တော်တို့လူတယ် drone တွေနဲ့လေရင်မဲ့ဒီကောင်တွေကအားကိုးတာလက်နက်ကြီးတွေအားကိုးတာဟုတ်ပြီလက်နက်ကြီးတွေဒီကောင်တွေပြည့်ရင်ကျွန်တော်တို့ကကောင်တာပြန်ပြစ်စရာအခုအချိန်နေမှာကျွန်တော်တို့ကလက်နက်ကြီးတွေရှိတယ်60မမ81မမ120မမ122ဟောင်းဝယ်စားအစားကျွန်တော်တို့ရှိတယ်ဗျာဒါကသူတို့ပေးလို့မဟုတ်ကိုယ့်အော်တသိန်းထားလို့ရတာမြောက်ပြီပါရှင်းတယ်နော်အဲ့ဒါပေမဲ့ခုနကပြောတဲ့ drone တွေရုရှားလို့နိုင်ငံမျိုးတွေမှာရုရှားလူကလေးမှာတုံးခဲ့တဲ့ drone တွေပြန်သုံးတဲ့အခါကျွန်တော်တို့ကဒီကောင်တွေကို jump လုပ်ပြီးတော့ဒီကောင်တွေကိုပြန်ပြီးတော့ကောင်းတာပြန်ရမယ်ချမ်းပါတွေမရှိဘူးလေးရင်လာလို့နော်ပြန်ပြစ်เสียလက်နက်မရှိဘူးအော် point 5နဲ့ကျွန်တော်ဂျက်လီကိုပြစ်ချလို့မရဘူး point 5နဲ့ပြစ်ချလို့ရတာဟာဟယ်ရီကော်ပရာတိုက်မဟုတ်လို့ရှိရင်ဗစင်းတိုက်ထဲရပဲကျွန်တော်အမိုင်ဟာတွေပဲကျွန်တော်ပြစ်ချလို့ရမှာကျဲလင်းနဲ့လာကျဲတော့ဝိုင်းတွဲလာကျဲတော့ကျွန်တော်ပွဲဖိုင်းနဲ့တော့ပြင်လို့မရဘူးရှိလို့ရှိရင်ကျွန်တော်တို့ကော့ဂရိတ်မှာမဟုတ်ဖန်အောင်သိမ်းပြီးနေပြီကရင်ပြည်နယ်ကကျွန်တော်တို့ကမြေပြင်မှာတကယ်လုံနေရတဲ့လူတွေဟိုအစိုးရဆိုတော့ဝေဖန်တိုက်ခတ်ခံနိုင်ရမယ်ဗျအစိုးရတရက်ကလေစစ်မှန်တဲ့အစိုးရတရက်ဒီမိုကရေစီစနစ်ကိုတွားတယ်ဖက်ဒရယ်တွေကိုခဏဘေးချိတ်တာနော်ဒီမိုကရက်တစ်ဒီမိုကရေစီကိုတွားတဲ့အစိုးရတရက်ကနံပါတ်1ချက်ကဝေဖန်တိုက်ခိုက်မှုကိုခံနိုင်ရမယ်နံပါတ်2ချက်ကစီလုံးညီညွတ်ရေးနဲ့
ကျွန်တော်တို့ဒီမြေပြင်မှာရှိတဲ့ဒီကွင်းစင်းလေးလာတဲ့အပိုင်းနဲ့နော်ပြည်သူတွေအပေါ်စီးလုံးတာကိုရဲဘော်တွေကိုတသားတည်းဖြစ်အောင်စီးလုံးတာစီကိုစီလို့ခေါ်တဲ့ chain of command ကိုခိုင်မာစွာတည်ဆောက်နိုင်ရမယ်နံပါတ်3အချက်ကတေချာရည်ရတဲ့စစ်စင်ရေးဒီလိုပဲလောက်ကြမယ်လီမများနဲ့ဗျာသိလားကျွန်တော်တို့ကကော့ဂရိတ်ကိုမတိုက်ကြသေးဘူးကော့ဂရိတ်ပွဲဆိုလို့ရှိရင်ကျွန်တော်ကော့ဂရိတ်ကိုဝင်ခဲ့တာ၄ခေါက်ရှိပါတယ်လိုင်းပေါ်မှာကျွန်တော်ကော့ဂရိတ်ကိုသိမ်းပြီးနေပြီဟာစဉ်းစားကြည့်လေစဉ်းစားကြည့်ကျွန်တော်တို့ရဲဘော်တွေကဘယ်လိုဆက်ပြီးတော့စစ်တိုက်ကမှာဟိုကျွန်တော်စကန်တစ်ခုကိုကျွန်တော်တို့တိုက်တော့မယ်ဆိုလို့ရှိရင်စကန်တစ်ခုရဲ့နားမှာပဲနေရာယူရသေးတယ်လိုင်းပေါ်မှာစကန်ကိုကျွန်တော်သိမ်းပြီးသွားပြီအဲ့ဒါတွေကိုစီစစ်တေချာစီစစ်တာလဲအားနေတယ်နော်ပြီးတော့လို့ရှိရင်ကိုရဲဘော်တွေကကိုရဲ့ခုနပြောတဲ့ဟို COC လို့ခေါ်တဲ့ chain of command အောက်ကိုတခါတည်းတသားတည်းဝင်ပြီးတော့ကိုရဲ့အမိတ်ဟိုနော်စီရကိုရဲ့အမိတ်ကိုရဲ့ viewer အတိုင်းလှုပ်ဆောင်နိုင်ဖို့ကိုလည်းသူတို့မှာလှုပ်ဆောင်နိုင်တဲ့အင်အားနဲ့နေမြေကျွမ်းကျင်မှုနော်ထောက်ပံ့မှုအားလည်းမရှိဘူး။ပြီးတော့ဝေဖန်တိုက်ခိုက်ပြန်တော့လေဝေဖန်တိုက်ခိုက်မှုမခံနိုင်ဘူး။ဆိုတော့ဒါအမားတို့ဒီအခုလှုပ်ထားတဲ့ group chat ပေါ့နော်။မှာပဲကျွန်တော်ဝင်ပြီးပြောတာ။ဘာဖြစ်လို့ပြောလဲဆိုတော့တခြားနေရာတွေပြောလို့ရှိရင်တစ်ဖက်ပိတ်တွေများနေလို့ဒါကျွန်တော်ရှင်းရှင်းပြောတာ။နော်။ဟိုနီပိတ်တွေအများများတယ်ဗျာသိလား။ ခုဒေါနာရဲဘော်လိုမျိုးဝင်ရောက်ပြီးတော့ရင်ဖွင့်တဲ့လူတွေကိုဒါတော်လိုင်းရေးသမားအချင်းချင်းတွေကကိုယ်တိုင်ကိုကမင်းကဘောမမင်းကလမ်းကြောင်းပြောင်းသွားတဲ့လူမင်းကဘလို့ဘာညာဆိုပြီးတော့တိုက်ခိုက်မှုတွေက social media ပေါ်မှာနေ့စဉ်နဲ့အမျှများစွာကိုကျွန်တော်တို့တွေ့နေရတယ်ဗျာဒါလေးတွေကလည်းကျွန်တော်တို့တော်လန်ပြည်သူတရက်အနေနဲ့သို့မဟုတ်နိုင်ငံရေးလုံးနေတဲ့တော်လန်ရေးသမားတွေအနေနဲ့အထူးကိုဂရုပြုတဲ့ဟာလို့ကျွန်တော်ထင်တယ်ဗျဆက်လက်နားဆင်ရအောင် နီဘေးတွေအများများတယ်ကျွန်တော်ခုနကပြောတယ်ဒီအခုကမကြခင်ရပိုင်းကဘကုန်းမှာတိုက်ပွဲဖြစ်တယ်ကျွန်တော်တို့989မှာလိုက်တနေရဲဘော်လိုက်တနေဆိုတာတကယ်တော်တဲ့စီမှုတယောက်ကျွန်တော်ရဲ့ညီနော်သူကြာသွားတယ်နော်အဲထားပါတော့အဲ့လိုရဲဘော်တယောက်ကြာသွားတဲ့အခါမှာဘာဖြစ်လဲဝမ်းနေတယ်လေကြည်ကွဲတယ်ဝမ်းနေကြမယ်ဟာလားအလေးနေရဲပြီးမင်းတို့ဘာပဲပြီးကျွန်တော်တို့ကစိတ်မဝင်စားတော့ဘူးဘာဖြစ်လို့ဒါတွေကလေဘော်ကနေသွားနေတယ်လေလိုင်းဆူရအုပ်ချုပ်နေရင်တော့လေဘော်ကနေပဲအကုန်လုံးကလုံနေပါပဲနော်အခုမြို့ရွာတွေမှာရှိနေတဲ့မြို့ပေါ်ဆိုတရားကုန်လုံးမန္တလေးလို့မော်လမြိုင်လို့မြို့ကြီးတွေရှိအဲ့မှာရှိတဲ့ပြည်သူတွေနေပုံစားပုံပြန်ကြည့်လိုက်အစ်စ်ပဲသိလားသူတို့မထီသေးဘူးသူတို့မထီသေးရင်သူတို့ဘာမှဖြစ်မှာမဟုတ်ဘူးအဲ့ဘာမထီသေးတဲ့လူတွေကိုယ့်ဘက်ကိုပါလာအောင်ကိုရဲဘော်တွေကိုယ့်ရဲ့အင်အားစုတွေကိုပုံမှုပြီးထောက်ပံ့နိုင်အောင်လှုပ်ဆောင်အောင်လားစီးရုံးအောင်သူတို့ရဲ့တောင်းသူတို့စီးရုံးနိုင်လားဆိုတော့မစီးရုံးနိုင်ဘူးဘာဖြစ်လာလဲဆိုတော့စကားစားရဲ့တောက်တိုင်တွေကဘာတွေဘသူတွေလဲဆိုတော့ခုနကပြောတဲ့အယူကြီးကနေကိုပြည်သူတွေပါကိုအစိုးရပါဆိုတဲ့ခေါင်းနေတဲ့စီးလုံးမှုအာမကောင်းတဲ့အတွက်မြို့ပေါ်နေလူဒန်းစားတွေကခုနကသူတို့ရှိကိုတွားပြီးတော့ရောက်မဲ့ဘန်နာငွေတွေကလမ်းကြောင်းတွေကိုတွားဖို့နေတော့ကျွန်တော်တို့တော်လှန်ရအခုလိုကြာနေတာအရှင်းရှင်းလေးပဲသူတို့ရဲ့ဘန်နာငွေလမ်းကြောင်းတွေဆိုတော့ကျွန်တော်တို့စီးဖြတ်နိုင်တယ်ရန်ငါစီးဖြတ်နိုင်တယ်အယူကြီးအစိုးရတရက်အနေနဲ့ကိုပြည်သူတွေအားလုံးရဲ့90%ရာခိုင်နှုန်း100%လို့ကျွန်တော်ပြောဘယ်သူမှပြည့်စုံမရှိဘူးကျွန်တော်တို့ကိုယ်တိုင်လည်းကျွန်တော်ကိုယ်တိုင်ပြည့်စုံနေတဲ့ကောင်မဟုတ်ဘူးနော်အဲ့90%ရာခိုင်နှုန်းလို့ကကျွန်တော်တို့အုပ်ချုပ်မှုပိုင်းစီမံခန့်ခွဲမှုပိုင်းတို့စွမ်းဆောင်မှုအပိုင်းစီယုံရေးအပိုင်းဒါဒီကောင်တွေကျွမ်းကျင်လုံနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော်လိုင်းရပြီးတာကြာပြီ